ဓမ္မမိတ်ဆွေပရိသတ်အပေါင်းမင်္ဂလာပါရှင်။တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့နှကောင်းနှမျက်တွေတာရုခေါ်တဲ့အချိန်၃ချိန်အကြောင်းပဲဖြစ်ပါတယ်။နှကောင်းနှမျက်တွေကတာရုခေါ်တဲ့အချိန်၃ချိန်၁လူတွေတရားအားထုတ်ဖို့စိတ်ကူးကြတဲ့ပြင်ဆင်ကြတဲ့အချိန်ရဲ့၂တရားအားထုတ်တော့ကိလေသာနဲ့တိုက်နေကြတဲ့အချိန်ရဲ့၃တရားရသွားလို့အရိယာဖြစ်သွားတဲ့အချိန်ရဲ့ပါတဲ့။အဲ့ဒီလိုနှကောင်းနှမျက်တွေကလူပြည်ကိုကြည်နေတာပါတယ်နော်။ဒါပေမဲ့တရားအမထုတ်မီမှာလုပ်ရမယ်ပုပ္ပကိစ္စ၅ပါးလုပ်ကြရပါမယ်။၁မြတ်စွာဘုရားရှင်အားတရားအားထုတ်သူရဲ့ခန္ဓာ၅ပါးကိုအနှင်းလှူဒန်းခြင်း၂ခင်မိုးကြီး၁၀ပါးတို့အပေါ်ပြင်းမာမိခဲ့သည်များကိုခင်မိုးကြီးတို့ရဲ့အထွတ်အထိပ်ပြစ်တော်မူတဲ့မြတ်စွာဘုရားရှင်ထံဝင်ချတောင်းပန်ရှိခိုးကြော်ခြင်း၃အမျှဝေခြင်းမေတ္တာပို့တာခြင်း၄တဏှာတစ်လျှောက်လုံးပြုခဲ့သည်များကုသိုလ်အပေါင်းတို့ကိုမတ်ဖို့ရခြင်းအလို့ငါအဋိဋ္ဌံပြုခြင်းငါသည်ဤဖောက်ပြန်ပျက်စီးဆက်ဆုပ်ယွန်ရှာပွဲခန္ဓာကြီးပြတ်သုံးပြီးတေခြင်းသို့မရောက်မီဤတရားကိုရိုးရိုးသေးသေးလေးလေးစားစားမျက်မျက်နှုံနှုံဖြင့်လေးနှံယုံကြည်စွာအားထုတ်ပါမည်ဟုစိတ်အားထက်သန်မှုကိုပြုခြင်းဒီနေရာမှာတရားအားထုတ်မဲ့နိဗ္ဗာန်သို့တက်ဝင်မဲ့သူရဲ့ရှိရမယ့်အကျင့်မေတ္တာ၃လကမ္မထာနုပဇာရာဆိုတဲ့ကမ္မထမ်းရှေ့ပြေအကျင့်15ပါးကတရားအားထုတ်သူမှာအမှန်တကယ်ရှိရမယ့်အရေးကြီး15ပါးပါ၁တက်ကောဒီတရားကိုအဟုတ်အားထုတ်နိုင်သူဖြစ်ရပါမယ်၂ဥစုကိုရောစိတ်ပါတရားနဲ့ပတ်သက်ပြီးမလိမ္မညာပဲဟန်မဆောင်ပဲအမှန်အတိုင်းအားထုတ်နိုင်သူဖြစ်ရပါမယ်၃စိတ်ထဲမှာကိုကယူသားဖြောင့်မတ်သူဖြစ်ရပါမယ်၄သူဝတ်စောပြောဆိုဆုံးမရင်နာခံလွယ်သူနားထောင်တတ်သူဖြစ်ရပါမယ်၅မူတူကိုနှုတ်နှလုံးသုံးပါလုံးနူးညံ့ပျော်ပြောင်းတိမ်မွေ့ရင်ကျေးသူဖြစ်ရပါမယ်၆အနာတိမာနီမာနာမကြီးမောက်မာထောင်လာမရှိပဲနှိတ်ချသူဖြစ်ရပါမယ်ခုနှစ်တန်တုတ်တကောရသမျှရှိသမျှနဲ့ရောက်ရဲတင်းတိမ်လွယ်သူဖြစ်ရပါမယ်ရှေမွေးမြူရလွယ်ကူသူစားဝင်းနေမှုပြုစုစောင့်ရှောက်ရလွယ်သူဗီဇမကြောင်သူဖြစ်ရပါမယ်ကိုကြောင်းကြရာဘာရတတ်တဲ့အလုပ်ပုံမရှိတဲ့အမှုကိစ္စနဲ့သူဖြစ်ရပါမယ်10တလားဟုကဝုတ်တီအတုံးစာအဝေးတဲ့အဖို့မရှိတဲ့ပေါ်ပွားလွယ်ကူမွေးမြူနေထိုင်သူဖြစ်ရပါမယ်17တန်တေဒရီယောကောင်းဆုံးအာယုံတို့အပေါ်အေးစိတ်တည်ငြိမ်တဲ့ကိုယ်နှုတ်အမှုရာရှိသူဖြစ်ရပါမယ်12အရာရာချင်းကျိန်မျှော်မြင်စင်ကျင်လောက်ကင်နိုင်တဲ့အသိဉာဏ်ရင့်ကျက်သူဖြစ်ရပါမယ်13အပကဘောကိုယ်နှုတ်စိတ်ရိုက်ပြခြင်းမရှိပဲရင်ကျေးလိမ္မာသူဖြစ်ရပါမယ်14ကုလေသူအနာနုဂိန်တော်မိသားစုဆွေမျိုးမိတ်ဆွေတို့အပေါ်အလုံးအမင်းမခင်တွေ့သူတန်ရောစင်မကြည်သူဖြစ်ရပါမယ်15နာစာခုတ်တမာစရီကိစီရေနာဝိညူပရိဥပဝတိယုံပညာရှိသူတော်ကောင်းတို့ကဲ့ရဲ့ရှုတ်ချစရာစုကမိတို့ပေတင်းငယ်သောမကောင်းမှုကိုမျှမကျူးလွန်မပြုတ်လုပ်သောသူဖြစ်ရပါမယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းကတော့နှကောင်းနှမျက်တွေကတာရုခေါ်ဆိုတဲ့အချိန်၃ချိန်ပဲဖြစ်ပါတယ်နားဆင်ပေးခဲ့ကြတဲ့ဓမ္မမိတ်ဆွေပရိသတ်အပေါင်းတို့လည်းနတ်တို့ရဲ့ကြည့်ရှုဆောင်မခြင်းကိုခံရပြီးဘေးရန်ကင်းကွာတရားအထုတ်နိုင်ကြပြီးတော့မတ်ဖို့ဆိုင်ကြပါစေရှင်